1954 ဝန်းကျင်တော့လူတယောက်ကအပြေးပိုင်ပွဲမှာဝင်ပြိုင်ပြီဆိုလို့ရှိရင်တမိုင်ပြေးဖို့သူကဘလောက်အချိန်လိုလဲဆို6မိနစ်လောက်အချိန်လိုတယ်အဲ့ဒီမှာလူတယောက်သူ့နာမည် Roger လို့ခေါ်တယ်လူတယောက်ကဘာစဉ်းစားလဲဟာတော်ပြီကျွန်တော်အဲ့ဒါကို6မိနစ်မပြေးဘူးပြတဲ့သူ့ရဲ့ coach ကိုသူကပြောတယ် coach ကျွန်တော်4မိနစ်အတွင်းအဲ့တမိုင်ရအောင်ကျွန်တော်ပြေးချင်တယ်အဲ့တော့ coach ကလည်းဘာပြောလဲဆိုတော့ yes လောက်ကြတာပေါ့ဘာဝင်ကျင်ကောင်းလဲနော်ဟိုမှာခင်ဗျားတို့မှရှိတဲ့ idea တခုတော့ပြောဟာကျွန်တော်ဒါလောက်ချင်တယ်ဆိုတော့ဟိုကမင်းဘာကောင်းမလို့အဲ့လိုပြန်မမင်းဘူးနော်ဘာဝင်ကျင်ဘယ်လောက်ကောင်းလဲဆိုတော့ yes လောက်ကြတာပေါ့တဲ့ငါတို့စဉ်းစားကြတာပေါ့တဲ့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့နဲ့ Roger ကပါတယ်သူ့ရဲ့ coach နဲ့သူ train လိုက်တာတမိုင်ကိုသူပြေးတာဘယ်နှမိနစ်အတွင်းသူပြေးနိုင်သွားလဲဆိုတော့1954မှာ4မိနစ်ပြေးဖို့နည်းနည်းလေးပဲလိုတဲ့အချိန်အတိအကျပြောမယ်ဆိုရင်ကျွန်တော်ဘယ်လောက်လောက်မှပြေးနိုင်သွားလဲဆိုလို့ရှိရင်3မိနစ်နဲ့59စက္ကန့်အဲ့လိုပဲသူပြေးပြီးသွားတဲ့အချိန်မှာ1954မှာနောက်ထပ်လူ8ယောက်ကအဲ့ဒီစံချိန်အတိုင်းပဲ4မိနစ်တမိုင်ကိုပြေးတယ်ဆက်ပြီးတော့သူစပြေးပြီးသိမကြဘူးအဲ့ဒီထဲမှာပဲလူဘယ်နှယောက်ပြေးလဲ8ယောက်အဲ့အရင်တော့အဲ့လူ8ယောက်ကဘာလုပ်နေကြမပြေးနိုင်ဘူးလို့ထင်းနေတာရောဂျာလည်းထလို့ရောကျန်တဲ့လူတွေအကုန်လုံးလည်းထပြီးလို့ရောအဲ့ခင်ဗျားတို့ဘဝတွေမှာလည်းခင်ဗျားတို့လုပ်မယ်ဆိုတဲ့အရာကိုလုပ်ချင်းအားဖြင့်အရင်ဦးဆုံးဘလို့လှုပ်ချင်းအဖြစ်လဲယုံယုံကြည်ကြည်လှုပ်ချင်းအဖြစ်ခင်ဗျားရဲ့မိသားစုထဲမှာခင်ဗျားဒီဟာကိုအရင်လှုပ်တဲ့သူဖြစ်လာလိမ့်မယ်ခင်ဗျားရဲ့ရက်ကွက်ထဲမှာခင်ဗျားအရင်လှုပ်တဲ့လူဖြစ်လာလိမ့်မယ်ခင်ဗျားဘဝမှာခင်ဗျားအရင်လှုပ်တဲ့လူတယောက်ဖြစ်လာလိမ့်မယ်ဒါပေမဲ့အရင်ဆုံးဘာလုပ်ဖို့လို့လဲခင်ဗျားကိုလှုပ်တဲ့အရာကိုအရင်ဆုံးဘာလုပ်ဖို့လဲဆိုတော့ယုံကြည်ဖို့လို့လဲ